ဟုတ်တယ်မလားစချင်းတက်ကြွလေးနေသားမှာစမ်းချက်ကဒီလိုကြီးခိုင်းထောက်ပြီးတော့စိရဘာမှလည်းမဆိုင်နော်ကောက်နမ်းမလိုက်ရှုပ်ကဲတူတူအားပေးနေပြီကိုရေးတယ် okay ကိုတန် let's go ကိုတန်ပုတ်တဲ့တဲ့ကိစ္စမတူဘူးသူတို့မတူကိုတော်လေးကိုစိတ်လှုပ်ရှားနေပြီကဲစပါအိမ်ကွင်းမှာဆိုတော့ဗျာနော်အိမ်ကွင်းကတော့အိမ်ကွင်းရဲ့စိတ်တက်တော့နည်းနည်းလေးတော့တာတယ်ဗျာနော်ဘလို့ပဲဖြစ်ပေါ့ဗျာနော်ချယ်ဆီကတော့ချယ်ဆီပါပဲလာခဲ့ချယ်ဆီဖန်တွေလာခဲ့ comment မှာ let's go တူတူအားပေးကြမှာကဲပြောနေကြပြီငါတို့ဒီနေ့996သွင်းမယ်နော်โอเคအဲ့တော့နားလဲနော်ဗဒန်းနေတေချာလုံးမယ်စမ်းချက်ကိုသမားမင်းတေချာဖန်းနော်စမ်းချက်မင်းတေချာဖန်းနော်အေးဟုတ်ပြီရှေ့တန်းတိုက်စစ်မှုတေချာကောင်းလုပ်အပေးယူကောင်းနဲ့သွင်းမယ်နော်မြောက်တင်တဲ့အတိုင်းမှာကန်သွင်းမဲ့ကောင်အမြဲရှိနေမယ်โอเคဟုတ်ပြီဒီနေ့စပါကိုငါတို့996လောက်သွင်းမယ်โอเคအဲ့လိုပြောနေတာနော်ကဲစပြီကဲ let's go Chelsea မနောက်နဲ့နော် Chelsea ချစ်တယ်အားပွားI love you ချယ်ဆီလူချယ်ဆီလူဒီလိုလူဘာမင်းလည်းဘာလဲငါလည်းဘာလဲအဲ့လိုအပြိုင်လူရှုပ်လို့ငါပြောမယ်နော်ငါတို့ချယ်ဆီကလူတွေဟာဘာကြီးလဲရွှေရောင်အောက်ကဘာကြီးလဲဟာအနီရောင်ဝိုင်းဘာကြီးလဲမလှဘူးကွာရွှေရောင်လေးနည်းနည်းတန်မိုးကျသွားစီတယ်အောက်ကအနီရောင်ဝိုင်းကြီးကဘာကြီးတော့ချယ်ဆီပဲအပြောမယ်ဒိုင်လူကြီးပစ်တယ်မိုးပေးတာကိုမျောနဲ့နော်မမျောနဲ့ချယ်ဆီဟာပြောမယ်နော်မင်းတို့ဒိုင်လူကြီးကမင်းပြောမယ်အတန်းထဲမှာဆိုရင်မင်းတို့ဟိုဘယ်လိုပြောမလဲညမုံကျိုးနေတယ်အတန်းသားလိုပဲနော်ចောင်းဆရာညမုံကျိုးနေတယ်လို့ပဲမင်းတို့အခွင့်အရေးပေးမှာမဟုတ်ဘူးနော်မင်းဒိုင်လူကြီးပြတ်တဲ့မိုးပေးမှာစောင့်မနေနဲ့တုံတိုက်ကြုံကြိုက်လှုပ်ချရှုပ်လို့အော်တွေ့လားမင်းဒိုင်က AC ပဲမင်းမဲဒူးပဲထောက်နော်ပြစ်လက်ပဲလဲဒိုင်ကမင်းမမြင်ဘူးနော်ချယ်ဆီမင်းကြိုက်တယ်လို့လှုပ်မကြီးလှဲသွားပြီနော်အမ GB လဲသွားပြီဒါရ AC ပဲမမြင်ဘူးချယ်ဆီလဲသွားလာတော့မလာဘူးနော်ချယ်ဆီလဲသွားဒါပဲနော်ဒါအစင်ဆက်ပေါ့ဗျာနော်ချယ်ဆီရဲ့ရိုးရာပေါ့ဗျာနော်ချီနေကအဲ့လိုတော့ဖြစ်နေဘာဖြစ်သွားလဲမင်းလည်းစတော့မစသေးဘူးကွာစပါကောင်းလဲဘာဖြစ်သွားပြီလဲမသိစပါမှာခေါင်းနေဦးထွက်တော့မှပြောနေပြီ James ကပြောနေပြီဒိုင်လူကြီးတဲ့ခင်ဗျားအဲ့လိုမလုံးနဲ့ဗျာတဲ့ဒါပြီးခင်ဗျားကမာလာရှန်ကိုကျွေးမယ်တဲ့ကျွန်တော်တို့ဘက်ကနည်းနည်းလေးအားသာပဲဟာဘာဖြစ်နေပြန်လဲမသိဘူးစပါလေစတော့မစသေးဘူးပွဲတော်တွေးတော်မပူသေးဘူးဘာဖြစ်နေပြန်လဲမသိဘူးစပါကတဲ့အပြင်နေထွက်တဲ့အေးဘာဖြစ်နေရမသိဘူးစပါနံပါတ်15ဘာပြဿနာတက်နေရလဲမသိဘူးနော်စပါကလည်းဘာဖြစ်နေတာစတော့မစသေးဘူးဘာဖြစ်နေမှမသိဘူးဟိုစပါကလူလဲရပြီနော်စတော့မစ3မိနစ်နဲ့လူလဲရပြီမှဘာဖြစ်သွားလဲမသိဘူးအဲ့ပြောတာဘာတွေလုပ်မှန်းမသိအန်ဆိုဖာနယ်တက်စ်ကလည်းသူ့စီဘောလုံး6တော့ရောက်သွားရင်ပြက်တယ်အဲ့လိုတွေမလုပ်နဲ့ငါပြောပြက်သားလေးနဲ့ရှင်းလင်းလေးကစားပြက်သားနဲ့ရှင်းလင်းလေးကစားဘာမဆိုင်ဒါပဲဒိုင်ရလဲကွယ်ဒိုင်ရပရိသတ်တွေအော်ပြီးဆိုတာနဲ့ပရိကနာချိုအပေးယူတွေကဘာတွေလဲကွာအဲ့လူကြီးကဘလို့မဖြစ်တင်ဘူးလေဟုတ်ကွာအပေးယူကြီးကွာအဆင်ပြေမနေဘူးဟေးမဲ James ကန်တင်နည်းနည်းထောက်ကံမို့တိတ်မကြိုက်ဘူးဗျာတိလား James ကန်တင်ထောက်ကံမို့တိတ်မကြိုက်ဘူးသွင်းမဲ့လူမရှိရအောင်ပြန်ရှမ်းထွက်လာတတ်တဲ့ဟာကိုပိတ်သွင်းမဲ့လူမရှိဘူးတော်တော်ဆိုးတယ်ပြောရမင်းအရင်ကွာရှေးဆက်တဲ့ကမင်းချယ်ဆီကိုမျက်နှာသာပေးတဲ့ဒိုင်းဆိုတော့ရှာပါမပေးနဲ့မင်းဟုတ်တယ်မင်းပရိသတ်တွေအော်တိုင်းရှောက်ပေးနေမင်းအဲ့ရမင်းဒိုင်းသိခါကြရှာလေးလောက်ပါငါပြမယ်နော်တေကြလို့မရဘူးရှုံးလို့မရဘူးချယ်ဆီโอเคဂါနာချိုးအဲ့လိုအပေးယူတွေကအလုံးမဖြစ်ဘူးဟေးနော်ငဲနိုင်ပါတဲ့စပါးဆိုတာတဲ့โอเคပါဗျာနော်အဲ့လိုဖြစ်ရင်တော့ကောင်းတာပေါ့ဗျာဒါပေမဲ့ဘောလုံးဆိုတာလုံးနေဗျာဘလို့မပိုင်ကျင်းတွေတွက်လို့မရအောင်ကန်ဒီဘီဘလို့ကြီးလဲဘာမှလည်းမဆိုင်ဘူးကျင်းရဲ့ကန်ဒီချက်ကြီးကလည်းဘာမှလည်းမဆိုင်ပါဘူးလို့ဟိုးနဲ့တဲလာပြီဂါနာချိုချင်းနေကြည့်နေနဲ့ဂါနာချိုဟောပြန်အန်ဆိုဂါနာချို
ဂါနာချိုအန်ဇူဂါနာချိုဂါနာချိုရဲ့ပြော့လိုက်တာခွာကန်ပါလားအားကြီးနဲ့ဟောပြန်ပေးရတယ်ဘလို့ကြီးပေးတာလဲအဲ့လောက်ထိမလို့ဘူးလေဂူစတိုရဲ့အဲ့လောက်ထိမလို့ဘူးလေစပါရဲ့တောက်ကန်ဘောဗျာကျွန်တော်တောက်ကန်ဘောဆိုကျွန်တော်စောင်းရမ်းကြောက်တယ်ဗျာနော်ကျွန်တော်ချယ်ဆီရဲ့ဘတ်တန်းကိုမယုံလို့ကျွန်တော်တောက်ကန်ဘောဆိုအရန်ကြောက်ပါသည်တကယ်ကိုကြောက်ပါသည်ဒီစပါးမားတာပဲစောင့်ရမယ့်ပုံစံဖြစ်နေပြီထွက်ပြီးတော့ဖမ်းထားတယ်ဗျာနော်ဆန်းချက်ဒီလိုတော့ဖြစ်သွားဆန်းချက်လေးနော်ဆန်းချက်မင်းနာလို့မရအောင်နော်မင်းနိုင်ငါတို့တော့တိုင်ပတ်ပြီဒိုင်ဒီလုံးဝစိတ်မဝင်စားချယ်ဆီလဲနေတာမဟုတ်လားဆိုတာနော်ဂါနာချို please ဂါနာချိုမြောက်နေပြီအိုးပိတ်သွင်းမဲ့ကောင်လေးအိုးပိတ်သွင်းမဲ့ကောင်လေးလူးနေတာငါပြောတယ်ပိတ်သွင်းမဲ့ကောင်လေးလူးနေတာငါတယောက်တည်းဒိုင်ကလည်းမပေးဘူးတဲ့ကြည့်အောင်အဲ့နေရာမှာစပါးလာဆိုပေးပြီနော်ညပွဲတိုင်းလို့အဲ့လိုကြီးကြတော့များတာပေါ့ကန်တင်လာတယ်ကူရလာကောင်းတယ်အာမှားပြန်ပြီဟေးကူရလာချပြီးတော့ဟေးဘတ်တန်းကလုတ်ပြန်ပြီဖရာတရားတန်ကမိဘဆရာကျွန်တော်တို့ခြေစည်းရဲ့ဘတ်တန်းကတစ်ခါတလေကြရင်ပြာပြီးတော့အဲ့လိုမျိုးပြာပြီးတော့ကြောက်သွားတဲ့အချိန်ရှိရဗျာနော်အဲ့လိုအချိန်မျိုးတွေဆိုကျွန်တော်အရန်စိုးရိမ်တယ်ကဲစပါးရဲ့တောက်ကန်ဘောဖြစ်ပါတယ်ငါတောက်ကန်ဘောဆိုတအားကြောက်ပါတယ်เนาะတောက်ကန်ဘောတို့လက်ပစ်ဘောတို့ကျွန်တော်တို့ဒီအလွန်ပင် trauma ရနေပါသည်เนาะခြေစည်းဖန်တရားအနေနဲ့ပလင်းနေเนาะစပါးလူတွေအဲ့လောက်တော့များတာပေါ့เนาะစီကန်းလေးပါလေးနဲ့ရှိကြပါเนาะဟိုမှာဖန်နာတွေစမ်းချက်လေးကောင်းလိုက်တာအန်ဇိုကများလုံးနေကွာအကောင်ကလေအန်ဇိုကလေပေးတာတွေကမင်းခုနကလေဂူဆိုအသေးလိုက်ရတာမင်းဂူဆိုဘာများမှန်နေဂူဆိုမင်းဟိုဟာစူပါမန်များမှန်နေလားမင်းပေးတာကြီးကလေကျွတ်စင်နောက်တန်းနေဘောလုံးဆင်လာတယ်ချယ်ဆီပဲပြန်ရောက်တယ်ချယ်ဆီဟာဘလို့ဝင်အောင်မကန်တာတော့လွန်ပါတယ်ကွာအဲ့ဘဲကောင်းတော့ဟဲ့အောင်ကြီးအားရောင်ကြီးတကူရတော့မယ်ခွင့်ရေးကွာဘလို့ဖြစ်လို့ဂိုးသမားကိုထိအောင်ကန်တာတော့လာပြီးစပါပြန်တယ်လိုက်ဘတ်တက်ပြန်ဆင်းလေအကုန်ပြန်ဆင်းလေအိုးကန်ကောင်းတယ်ဟေးလမ်းကန်ထဲတာရောင်ကြီးနည်းနည်းအထနေအထိုင်နေနော်တခါကျရင်ငါတို့ဘက်ကလူတွေကဂါနာချိုတော့မဟုတ်ဘူးဂါနာချိုမဟုတ်ဘူးဗျာနော်ဂါနာချိုဆိုရင်အချင်းတည်းအဲ့မှာတကူပဲသိလားလုံးပြန်ပြီအဲ့လိုတွေဗျာအဲ့လိုအမှားတွေပါဗျာကန်ကောင်းနေရာသေးတယ်ဗတန်းလုံးဘာလုံးမှာတော့ဆုံးဘလူကြီးလေကန်တင်ကြလေကွာမဆိုင်ဘောလုံးထိရလေကရှိကိုပဲကန်တင်ကြသမ်းမှာဗတန်းနေရမင်းတို့ဟာလေဟုတ်မနေဘူး JB ပါတဲ့ JB ရဲ့မင်းကွာဂိုးပေါက်ပြောက်နေကြာပြီမလားတကိုးသွင်းရမှာလीကွာ JB လေးရလေတို့ထိွားပြီလို့လေဟာမပေးဘူးရောင်ကြီးဒိုင်ကတကယ်ကိုမပေးတာနော်ချယ်ဆီလဲဗလဲဒူးပဲပြဲဟဲ့လားဒူးပဲကွေးအကုန်လုံးတဲ့ဒိုင်ကလုံးဝချယ်ဆီဆိုမပေးဘူးသွားမပေးဘူး no ချယ်ဆီဆို no အဲ့လိုဖြစ်နေတာအဲ့ရစင်မပြေဘူးနော်အဲ့လိုကွက်ကြီးတာကိုကြီးလေးစမ်းချက်ကြီးကိုလန့်ကန်ပေးတာရေလေကြောက်စရာကြီးအောင်ကြီးကစ်ကြီးတာကျွတ်စင်နေရသေးတယ်လှုပ်ပါဖြစ်တာတွေကကောင်းနေပြီဘာလှုပ်တာတော့ဖြစ်တာတွေကကောင်းပြီးတော့ဘောလို့အေးရလာပြီလို့ဂျေဘီဟာကိုချယ်ဆီဂျာအိုပက်ထရို the world champion ချယ်ဆီလို့ခေါ်တယ်မှတ်တာဂျာအိုပက်ထရို let's go JB နော်ဒါပဲနော်တည်သွားမယ်ရှင်သွားမယ်မသိမရှင်နေဖြစ်ကုန်မယ်အဲ့လေမိုက်လိုက်ကြည်လားကောင်းတယ်ဗျာကဲထပ်သွင်းမယ်နော်ထပ်သွင်းမယ်တကိုးနဲ့လုံးဝကိုမတင်းတိမ်နဲ့သားကြီးတို့မင်းတို့ဟာကဲပရမပိုင်းတော့ဟုတ်လာပြန်ပြီသားကြီးတို့ရေနော်ငါတို့ကတော့ဖရားတရားသာနော်တန်ကုန်းတွေပါအကုန်လုံးဖရားသာရသမျှအကုန်ဆိုထားတော့နော်ခြေစည်းတကိုးသွင်းပြီတို့3-0တို့ဆိုငါတို့ကလန့်နေရပြီဒုတိယပိုင်းချင်းနေကောင်းတော့ကွာနော်အဲ့လိုလောမှာအဲ့လိုမရမကရအောင်လူးရမယ်နော်အဲ့လိုမျိုးစပါးမားပါသေးစပါးများမှားမှငါတို့ဂိုးများရမှာအိုးကောင်းလိုက်တာ JP လေးရဲ့နော်ကျွန်တော်တို့ဒါစပါးနောက်ခံရဲ့အမှားနဲ့တကောက်ခွင့်ရေးကိုအကောင်းဆုံးသုံးချသွားတာလို့ပြောလို့ရတယ်ဗျာနော် JP ရဲ့လုံးဝပိတ်သွင်းတဲ့ကန်ချက်လေးအိုးအန်ဇိုမာစကာပြောနေပြန်ပြီအန်ဇိုမာစကာသိပ်မပြောနဲ့ဦးမင်းအတင်းက1-0ဟာဟ
ဟိုဘက်ကစောင်းဒေါသရဖြစ်နေရနော်စပါဘက်ကတုံးဆိုရေဘူးကိုပိတ်ကန်မလိုက်တာမတက်နိုင်ဘူး JB ကြောက်ပတ်ထရူအဲ့ဒါလုံးဝ present ပေး present တောက်လျှော့ present လို့ဒီကောင်းလေးကိုလုံးဝစီရိုလူတာတဲ့ mic တွေဗျာကိုက်စီရိုလေးကိုချစ်တယ်ဗျာနော်ကျွန်တော်ပြောတာတင်းထဲမှာကျွန်တော်ကိုက်စီရိုလေးကိုတော်တော်ချစ်တယ်ဗျာနော်ဒီ clear ကတကယ်ကိုကန်ချက်ကြီးလာကျွတ်စင် real metric ကတော့တအားလိုချင်နေတာကိုက်စီရို salty bear မရောင်းနိုင်ဘူးတော်ထဲပါဆရာတို့ကြီး3ကိုလောက်ထဲကွာဟာပြတ်တယ်တဲ့ဟိအဲ့နော် JB လေးနော် JB တော့စမ်းပွင့်သွားပြီ JB ကိုဘော့ပြောင်းနေတာဒါကိုဘော့ပြန်လဲရှာတွေ့သွားပြီဗျာနော်ဘာမဆိုင်ဒါပဲနော်စပါးလဲပြီဆိုရင်ဒါပဲနော်အဲ့လောက်ကြီးကြတော့ဒိုင်ရဲ့မင်းများလုံးလားကွာပြဒါပဲစမ်းချက်ပဲနော်အုံတိုင်းလဲနေလဲနော်ဒိုင်က AC ပဲနော်မင်းတို့ Chelsea ကတန်မဏိလူသားတဲ့မင်းတို့ကသွေးသားနဲ့ဖွဲ့စည်းကြတာမဟုတ်ဘူးတဲ့နော်မင်းတို့လဲမပေးနိုင်ဘူးတဲ့ Mr. ဒိုင်က Mr. Referee လာပြီးနက်တိုဟာမပေးဘူးရောင်ရေးနက်တိုမပေးဘူးတဲ့ရောင်ရေးနက်တိုကြီးကိုလှုပ်သွားတာကဲနက်တိုရထဟေးနက်တိုသားလေးထမင်းရဲ့ဝေါမျောမနေနဲ့တဲလာပါပြီဗျာတေချာလို့ပါဖတ်တေချာလို့မှုစောင်းနှုံးတင်တာလုံးလိုက်တာဂါနာချိုသွားပြီနော်ပြန်ပြီးစပီနေကွာငါတို့ကအဲ့လိုနေအားနေရကွာဗတက်ပေါက်လာပြီဆိုရင်ဖတ်တေချာမလုံနိုင်ငါရတော်တော်များတယ်နော်ဂူစတိုကနေပြီးအိုးကောင်းလိုက်တာ JB ရဲ့အိုး JB ရဲ့ကန်ချက်ကြီးကပြင်းတယ်ကွာဂိုးသမားကလည်းကောင်းလိုက်တာဟေးအိုးအခုကိုရင်ကွာဆောင်ရလိုက် JB ရဲ့ကန်ချက်ကြီးကျုံဟွာမို့ဂိုးသမားရဲ့တဲမို့လို့နော်တောက်ဆိုရင်ကျွန်တော်တောင်းဆိုရင်တော့ဝင်ကောင်းဝင်နိုင်တယ်နော်ရောက်ရေး James နာပြီလားမသိဘူးနော်မင်းဘယ်လိုလောက်တာလဲတော့မှရန်နေဖြစ်ကုန်ပြီနော်ရန်ဖြစ်ကုန်ပြီအဝါကအနီကတ်တွေထိမယ်နော်မင်းတို့မလုံးနဲ့ရန်မဖြစ်နဲ့သားတို့ climb down ရန်မလုံးတစ်ခါလေးကြာရင်လည်းအဲ့လိုဖြစ်တတ်တယ်နော်ရန်မလုံးနဲ့သားတို့နော်ရန်မလုံးနဲ့သားတို့ငါဒီတပွဲအနီမလို့ခြင်းဘူးမုံများတယ်နော်ဒိုင်တေချာကြည့်နော်ဒိုင်ကအနီကပ်ပေးရမှာစောင်းရမ်းများတယ်ကွာနော်မင်းကျိုးသွားနိုင်တဲ့အခြေအနေနော်အဲ့အရာကြီးရောင်ရေးတော့စပါးနီပြီတဲ့ဟာတကယ်နီပြီလားစပါးနီပြီလားနီပါသေးဗျာနော်အမကြည့်နေပြီဟိရောက်လေပြေးတရားမဟောနဲ့ဟိရောက်အဝါပါတယ်မနီပါဘူးသားကြီးတို့ရေနော်အဝါလေးပဲပေးပါတယ်တဲ့ဗျာနော်ဒိုင်ရောက်မင်း VR ပြန်ကြည့်ဟာဘသူအဝါပေးတာတော့James ကိုအဝါပါပေးရတော့တက်ကြီးဒိုင်ကကွာပုံမလာပန်းမလာနဲ့ကွာအဲ့ဖီဗာနဲ့စကားတော့ပြောတင်နေပြီအဲ့ဟုတ်မနေဘူးကွာဂျင်းရင်မင်းညီဝါမယ်ရမ်းမလုံးနဲ့မင်းတခါလေးညီရမယ်ကိစ္စကွာအဲ့ရမ်းများတယ်ကွာနော်ခါတဲ့တန်းအနီးပြရမှာကွာအဲ့စောင်းဝမ်းတော့ချာလို့ပါဝါသွားပါတယ်တဲ့ငါကြောက်နေပါပြီလို့ကဲဒီလိုလုပ်ပါဒါလို့ချစ်ရေးပဲလုပ်ကွာအရင်မလုပ်ကြနဲ့မင်းတို့ကလည်းချိန်တန်လဲချဲစည်းနိုင်မှာဗျာလုပ်ပါတွန်းတိုက်လုပ်တွန်းတိုက်မို့မို့မိုက်အိုးကောင်းနေဟေးလုပ်ပါဘတ်တန်လိုက်တာပြီဗျာနော်ပထမပိုင်းပြီးပါပြီခင်ဗျာ1စီးနဲ့ချဲစည်းကဥဆောင်ထားပါတယ်ဗျာနော်ကျွန်တော်တို့ရဲ့ JB ရဲ့ဥဆောင်ကိုနဲ့အတူချဲစီကဥဆောင်ကိုရထားပါတယ်ဒါပေမဲ့အခြေအနေကတော့ပုံမှန်လင်းပြောမယ်ဆိုရင်တော့စိတ်ချရတဲ့အခြေအနေတော့မရှိသေးဘူးပေါ့ဗျာနော်အင်ရှင်ဖြစ်တဲ့ spa ကလည်းနည်းနည်းလေးတော့သူလည်းလောက်ကင်ရတာနည်းနည်းလေးကြက်နေတယ်လို့မြင်တယ်ပေါ့နော်ချဲစီကတော့နည်းနည်းလေးအားတာတယ်လို့ခံစားရတယ်ကောင်းတယ်နော်စမ်းချက်ကြီးကာကွယ်လိုက်တာကွာကောင်းလိုက်တာနော်စမ်းချက်ကြီးမင်းလည်းအဲ့လိုကာကွယ်ဦးမှာပဲကွာကောင်းလိုက်တာစမ်းချက်ကြီးနော်ပြီးပြီလို့မပြီးသေးဘူးလားမပြီးသေးဘူးလေဟေးတဲလာပြီအိုးဘယ်အဲ့လိုပိတ်သွင်းမဲ့ကောင်မရှိဘူးမြဲနေပိတ်သွင်းမဲ့ကောင်မရှိဘူးကဲလို့ပါဒိုင်းရလဲကွာကဲပြီးပါပြီခုမှပထမပိုင်းပြီးတာဟေးငါတော့ကွာပြီးပြီထင်တာငါပွဲရတော့ share ကြည့်ကောင်းနေပြီဗျာနော်2စီးလောက်ဖြစ်မှဒိုးတွေကနည်းနည်းလေး
ဟင်းဆိုပြီးတော့နည်းနည်းလေးချနိုင်မှာဒါတော့မှဟင်းဆိုအကုန်မချနိုင်သေးဘူးနည်းနည်းလေးဟင်းဆိုချနိုင်မှာတကိုးလောက်တော့ထပ်သွင်းစီခြင်းတယ်ဗျာနော်2စီးလောက်ဆိုရင်တော့ဒိုးတွေကနည်းနည်းပွဲလေးတော့တေချာလေးထိန်းကန်ပါညာဆိုရင်နော်နည်းနည်းလေးဟုတ်သွားနိုင်တယ်ဗျာနော်မှားတယ်ဗျာနော်စပါးကလည်းမှားတယ်ဗျာနော်စပါးများများမှားပါသေးဒိုးဘရိုတွေဆူတောင်းကြဘရိုမကြီးအနော်အုံးဆိုတိုက်လိုက်တာမပေးဘူးဒိုင်ကဟာဘလူကြီးလေကူကူရဲလာရဲ့ပေးတာများလိုက်တာကွာနော်စလာတာနဲ့ဟိုဘက်ကခြေပြက်နေပြီဗျာသလားဟိုဘက်ကခြေပြက်နေပြီစလာတာနဲ့ဘာလို့ခြေစီရလဲအဲ့လို free kick တို့ဘာလို့တေချာမကန်ဘူးထောက်ခံဘောတို့ဘာလို့ဆိုပေးလာပြီတဲလာပြီခြေစီမပေးတယ်ဂါနာချိုးလေအိုးအန်ဇိုရဲ့မင်းလူပေးကစားသမားကွာမင်းမက်ဆီတပည့်ဟိုမက်ဆီနဲ့ဟိုဟာတနိုင်ငံနဲ့မဟုတ်တာလည်းမဟုတ်ဘူးလူပေးမကစားဘူးဂိုးရဖို့ပဲလုပ်နေဘေးဘရိုတို့ဆန်းချက်တွေနဲ့အရန်ကောင်းနေဆန်းချက်တွေနဲ့အရန်ကောင်းနေဗျာနော်ဆန်းချက်အရန်ကောင်းနေတယ်ဒီနေ့လက်ပစ်ဘုံနဲ့ဟာဆိုခေါင်းမတိုက်နိုင်ဘူးကြည့်ကြိုပြီးတော့မြောက်နေရအောင်ကန်ကောင်းတယ်ကွာကိုက်စီဒိုလေးကန်ကဲဝါတာကိုက်စီဒိုကဲဝါတာတာကြီးတို့ကြီးကောင်းတယ်လှုပ်တာတေချာလှုပ်တာတေချာလှုပ်အော်ကွေး Oh my gosh Enzo ဟာအန်ဆိုယာကောင်းတယ်တိုက်တာကွာတိုက်တာနည်းနည်းလေးလူသွားတာတာကြီးတို့ကြီးအိုးကူကူရလာတောက်လျှောက်ကူနော်ကူကူရလာတော်တော်ယုံနေဗျာဒီနေ့နော်ကောင်းနေဟေးလုံးဝထိန်းတာနော်စပါးရဲ့ကွက်တွေကိုတီးလို့လာမျိုးလုံးဝဒါဘာလောက်တာတော့ဘဲကောင်းတော့ဘလို့ကြီးလေအရန်မလုံးနဲ့မင်းอ่ะကွာဟာအဲ့ကူကူရလာကြီးရတယ်ဒီနေ့ပါလေခွန်အားတွေရမ်းပြည့်နေပဲနို့တွေတောက်လာလားမသိပေးလိုက်အလွန်ကြီးနေ JB အာနတူရဲ့ကောင်းလိုက်တာကွာဒီခါနာချိုးဟာဘာလို့တာတော့ဟာဘလို့လဲနတူတေချာတိုက်လေနတူကလည်းဟာရောက်ရေးစပါးကလည်းမှားတယ်နော်စပါးအမားတွေစပါးမမှားပါသေးသူတောင်းနော်စပါးမမှားမှားငါတို့ဂိုးပေါက်ရမှာဟိုကဒါနတူကလည်းခေါင်းတိုက်ဒီလိုမတိုက်နေတဲ့တိုက်လေရှိစပါးနဲ့ပြာနေပြီနော်စပါးနဲ့ပြာနေပြီတလားချာလိုပါလေးကတကယ်လှုပ်ရှားပါတယ်ဒါပေမဲ့တစ်ခါတလေတော့လေဆဲကျင်စရာလေးဖြစ်တာတဲ့ကန်သူလည်းလွဲမှာပေါ့ကွာကိုယ်လည်းကန်နဲ့လွဲမှာဖရငါတောက်ကံမောကြောက်တယ်နော်အေးငါတို့ဆန်းချက်လေးမြန်လို့ဆန်းချက်လေး let's go baby let's go တဲလာပြီချယ်ဆီကတဲလာပြီချယ်ဆီပေးတာအမြန်ပေးတာကောင်းတယ်နတ်တိုအာဟောနီအနီ racket ဝါရဲbinary စီးဝင်နိုင်ဆို binary တောင်ရမှာကဲ free kick တေချာခံပါတားယူနော်ရောက်ရေးမလို့အပ်ပဲနဲ့ဝါမြူနေရအောင်စိတ်လျှော့စမ်းပါတဲ့မှာမပြောနေမစိတ်လျှော့မင်းအနီးကတ်တွေဖြစ်ကုန်မယ်မင်းသွားမလုံနဲ့ဟိုကပေးကျင်နေတာအနီးကတ်နော်ကူကူရလာကိုပြောနေတာကဲဘသူလဲမှာနော်ဂါနာချိုကတိတ်သဘောမချဘူးဂါနာချိုကလည်းသူပွဲပြည့်ကန်ကျင်တာသူကလည်းဟိုလေးဂါနာချိုရဲ့တယောက်ကလေးပေါ့မင်းကလည်းမင်းနဲ့ကန်နေလို့ရှိရင်လည်းအမခေါ်ထားတဲ့လူတွေကအလကားတွေဖြစ်ကုန်မှာပေါ့မင်းလည်းတာဝန်ကြည့်ပြီလေကွာဂါနာချိုကလည်းကူကူရလာအဘေးစီးတဲ့တိုင်ကိုစောင်းရတင်းနေတာဦးလေခေါင်းညက်တိုက်တာအရှုပ်ကန်တယ်မလားရှုပ်ဒါပဲကူကူရလာမင်းမှန်တယ်လှုပ်တာအဲ့လိုပြောတာငါလိုချင်တာအဲ့လိုနော်မြောက်တင်ပလိုက်မဟုတ်မြောက်တင်လိုက်အရှိရောက်လို့ရှိရင်အရှိရလူကဆက်လှုပ်သွားလိမ့်မယ်လဲပြန်ပြီဟေးကုန်းပြီလားလဲမဲ့လူမရှိတော့ဘူးလားလဲတရားတော့ဒီဟွာတွေပဲရှိတော့မယ်နော်စိတ်သက်သားတွေပဲရှိတော့မယ်စပါးကလည်းလဲနေရပြီပဲနေပဲငါပြောပြီးသားကန်တင်မင်းတို့ဘာမှလုပ်မနေနဲ့ကစားကွက်တွေပါဖန်တီးမိနေနိုင်နေတဲ့ခါကိုဟာဟဲ့အောင်မပေးဘူးတဲ့ကွာအဲ့ရဘာကြီးတော့နောက်နေစောင့်တွန်းလိုက်တဲ့ကိစ္စကြီးကိုဟာဒိုင်းကလည်းပုံမလာပန်းမလာပါဟဲ့အောင်ကြီးဒိုင်းကလည်းကဲဝမ်စီဆိုတဲ့အခြေအနေကတော့စိတ်ချရတဲ့အခြေအနေမျိုးတော့ရှိမနေသေးဘူးချယ်ဆီကဒီချိန်မှာနောက်ထပ်တကိုးသာထပ်ထည့်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဒါစင်ပေါ်ကနေဖြစ်သွားပြီဗျာเนาะအခြေအနေကတော့ခုကဘာဖြစ်လို့ဆိုတော့အချိန်အားဖြင့်က82မိနစ်တည်းကိုဝင်နေပြီဆိုတော့no အိုးကောင်းလိုက်တာကြီးကန်တင်နာကြီးအမြောက်ဘောကြီးအမင်းတို့ကလှိမ့်ပေါ်နဲ့ကံမဂိုးဟာ
ဘယ်လူ James ကကန်လိုက်တဲ့ဂိုးဘောက်ကိုမတည့်ဘူးရောင်ကြီး James ကကန်လိုက်တဲ့ဂိုးဘောက်ကိုမတည့်ဘူးဟေး James ကလည်းအားများတယ်နော်အဝါကရောက်ကြီးစပါတော့တယောက်တကောင်တော့หนีတော့မယ်ထင်တယ်သလားစပါမှာလည်းအဝါတွေကြီးပဲနေတာမဟုတ်ဘူးမကောင်အန်ဆိုးကလေတက်ကြီးကြီးနေပြီခုထိကိုလေမှန်ကန်မပေးနိုင်သေးဘူးအာကိုအားထားတဲ့ကစားသမားကိုစိတ်ချရတဲ့ကစားသမားဖြစ်မနေဘူးအန်ဆိုမာရက်စ်ကပြောနေပြီမိတီချာသွင်းတော့မင်းဟိုဘက်တော့ကောင်လွတ်နေတွေ့လားအေးအလွတ်တဲ့နေရာကနေမင်းသွင်းနော်ဘာညာစပါမန်ရိုင်းလိုက်နေနော်စပါဟိုပြောမှဆိုအားသာစိတ်တဲ့တိတ်မရှိဘူးကွာနော်တောင်းနေတယ်ဗျလူမိုက်တင်းလားချယ်ဆီကလူမိုက်တင်းမဟုတ်ဘူးစပါလူမိုက်တင်းအမှန်ကစပါလူမိုက်တင်းဖြစ်နေတာစပါအခုဆိုကြည့်နော်ဘောလုံးမကန်တော့ဒီကောင်လူပဲလိုက်ချရနေတယ်ဒီကောင်ကြည့်လိုက်ဒိုင်းကမပေးဘူးနော်ဝါလည်းမပေးဘူးနီလည်းမပေးဘူးလုံနေတာအန်ဆိုလိုက်လုံနေတာလို့လိုက်တဲ့အမှပြောနေပြီအန်ဆိုမာရက်စ်ကလိုက်မင်းတို့လိုက် press in လိုက်တာ press တာတဲ့ we are the blue ဒိုင်းကပုံမလာဘူးနော်ဝီလီယံလေးတော့ထည့်စီခြင်းနဲ့နတ်တိုနတ်တိုထိသွားလဲနော်နတ်တိုလဲတင်နေပြီတဲ့အေးဟုတ်တယ်ဟိုထည့်ရမှာအစတီဗာကိုကဲအစတီဗာလေးလာပြီဘရိုရေးယူလာနော်အစတီဗာလေးလာပါပြီနော်နတ်တိုနဲ့လဲပြီဗျာနော်အစတီဗာအားလုံးပဲချယ်ဆီပရိသတ်တွေအကုန်អော်လိုက်ပါအောင်အစတီဗာဒီစန်ချက်ကလည်းဒီနေ့မှာတကယ် very good ပြေးနေတဲ့နေတာအဆူလိုက်နောက်ရှက်နေရလीဟိုငါတို့ချယ်ဆီပရိသတ်တွေကမဆဲဘူးနော်တခြားရဲ့အဲ့ဘောလုံးသင်းဖန်တွေကအားချောင်းနေတာအာသီးအောင်နေတာငါ့ကိုနာမည်မားလို့ဘာညာနဲ့ဒိုင်းကလည်းမမြင်ဘူးနော်ကိုက်စီတိုကြီးကိုတောက်လျှောက်ဝိုင်းလုံနေကြတာဗျာကိုက်စီတိုအပွားနေ့ပဲကြံတော့မယ်ကဲတဲလာပြီကိုက်စီတိုပေးရတယ်တဲလာပြီဘယ်ကုန်းမလားလုတ်ပါဟာဂီတန်ကြီးရတယ်ကွာများလုံးပါတယ်ကွာဂီတန်ကြီးရတယ်ဟုတ်ပါကွာဂီတန်ကြီးကများလုံးပါတယ်ကွာဂီတန်ကြီးကလည်းပိုကြီးကိုမြောက်ကန်တင်ပြတာတဲ့ဂီတန်ရဲ့ဖြုံးတီးပြတယ်ကွာဒီလှုပ်ထားအစတီဗောတေချာလှုပ်ပါဒီတလုံးတော့တေချာလှုပ်ကောင်းတယ်ဖြည့်ပေးတာတယ်ပေးတာပြန်ပြီမင်းတို့ GBA မင်းတို့ကန်တာပဲဟိုတေတော့မယ်ကွာဘာလို့အဲ့လိုဂိုးတွေကိုမဝင်တာလဲမင်းကွာအဲ့ရကွာများပါတန်းကန်ရင်တော့ဝင်နေဘာလို့ထိန်းလိုက်တာတော့ဘောလုံး stop လိုက်တာကန်လှိမ့်ကန်လေကွာရတဲ့လုံးတွေကိုဖြုံးပြစ်တာတဲ့ GB ရော Gitten ရောเนาะကျွန်တော်တို့အဲ့ရတဲ့နဲ့များတယ်ဗျာကောင်းတယ်ကွာ James ဒီပွဲမှာ very good James ကောင်းတယ် Sanchez ကောင်းတယ်အကုန်လုံးကောင်းတယ်နိုင်လို့ပြောတာမဟုတ်ဘူးเนาะအကုန်လုံးကောင်းတယ်เนาะအစီဗောဘာဖြစ်သွားလဲအစီဗောတွေးထွက်သွားတာမသိဘူးပြီးပြီဟေးပြီးပြီလေဟေးဟေးပြီးတော့လေဟေးအိမ်နေရလေသလားငါတို့ချယ်စီးဆိုအဲ့လိုကြီးပဲရောက်ကြီးပွဲကချိန်ပြည့်နေပြီမိနစ်40တောင်ကျော်နေ10မိနစ်တောင်စွန်းနေပြီမန်ယူအပေါ်ပြန်ရောက်ပြီကွာငါတို့ချယ်စီနားလေလားဒါပဲကဲကျွန်တော်တို့9ပွဲเนาะကျွန်တော်တို့ရဲ့ Chelsea က roller coaster စီးလို့ပဲเนาะ roller coaster စီးမယ်အချိန်တန်ရင်တော့ပန်းနိုင်ကိုရောက်မှာအကျဉ်းသေးပဲဗျို့အစီတို့လုံးဝဖျားရဲ့ကျေးဇူးတော်ချီးမွမ်းနေပြီเนาะကဲ JP ရန်ကောင်းတယ် JP ရဲ့နိုင်ကိုနဲ့ကျွန်တော်တို့ကအနိုင်ရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာတီးတယ်ချက်ကင်ကိုစားပြီဖြစ်ပါတယ်မနေ့ပြန်ကြရင်ပထမအဦးဆုံးဗီဒီယိုတင်မှာတော့ကျွန်တော်တို့ခုနိုင်တဲ့အကြောင်းတင်မယ်ပြီးရင်မန်ယူကိုလေတိုက်မယ်ဗျာပြီးရင်တိုက်မယ်ဒီကောင်းလေးပြောထားရယ်နော်ငါတို့ဗာလဲအောက်ကနေလေမတိုက်နဲ့တို့ဘာတို့ဒီကောင်းလေးငါတို့အောက်ပြန်ရောက်ပြီ
ဥရာလေချက်ကင်ကိုငဲနိုင်ပါလို့တဲ့ဒါပဲစပါနဲ့ Chelsea ပွဲရဲ့နောက်ဆုံးကိုပြောရမယ်ဆိုရင်ဒိုင်ကတော့ထုံးစံတိုင်းပဲ Chelsea ဘက်ကိုမျက်နှာသာပေးခြင်းမရှိဘူးเนาะနောက်တော့တစ်ခုကကြတော့ဒီနေ့ကစားကွက်အရန်ကောင်းတယ်ဗတန်းလည်းအရန်ကောင်းတယ်ဗျာเนาะဖြတ်ထုတ်တာတွေရောခေါင်းဥရာတွေရောတကယ်ကို Spa ရဲ့အကွက်ကိုလုံးဝပိတ်ဆော့နိုင်တယ်ပေါ့ဗျာเนาะ Spa ဘာမှမလုပ်နိုင်ဘာမှမတက်နိုင်အဲ့လိုဖြစ်နေတာเนาะ Spa တေးသေးချာချာကိုဂိုးပေါက်ကန်သွင်းမှုဘာမှမလုပ်နိုင်ဘူးเนาะဒါမဲ့ကျွန်တော်တို့ဘက်ကအပိုင်ကန်သွင်းရတဲ့ဂိုးတွေအများကြီးရခဲ့ပြင်မဲ့တချို့အလုံးတွေတော့မဝင်ခဲ့ဘူးเนาะအလုံးတွေသာဝင်မယ်ဆိုရင် 3-0 လောက်ဖြစ်တယ်ပေါ့ဗျာเนาะအခုကတော့ဒါ GP ရဲ့မှာပျော်နေပြီ Enzo Maresca လည်းယေးဆိုပျော်နေရပြီเนาะEnzo Maresca လည်းပျော်နေပြီကဲเนาะ GP ရဲ့ဥဆောင်ဂိုးနဲ့ပဲတကိုးရဲတော့လှပတော့တကိုးရင်းနဲ့ပဲကျွန်တော်တို့က4တန်3မှတ်ကိုပိုင်ဆိုင်သွားပြီဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါကမ္ဘာချန်ပီယံเนาะတို့တွေကကမ္ဘာချန်ပီယံပါပဲเนาะကဲမန်ယူတွေကိုငါတို့အောက်ကိုပြန်ပို့ရပြီเนาะမန်ယူအကုန်လုံးငါတို့အောက်ပြန်ပို့လိုက်ပြီเนาะမန်ယူငါတို့အောက်ပြန်ရောက်သွားပြီဟိုနိုဝင်ဘာကတော့တကယ်ကိုကျွန်တော်တို့ Chelsea တော့ကတော့တကယ်ကိုကစားမဲ့ပွဲတွေကနည်းနည်းတော့ကြမ်းနေဗျာเนาะကက်ခဲကြမ်းတမ်းမယ်ဒါပေမဲ့ကျွန်တော်တို့တွေအကောင်းဆုံးကြော်ပြတ်ကြမယ်ကျွန်တော်တို့အပြာရောင်ညီကိုတွေเนาะကောင်းနေဗျာเนาะရန်ကောင်းနေဗျာEnzo Marescaခုမှပြုံးနေတယ်ဒါပဲကဲ JB လည်းပျော်နေဗျာကဲ JB လေးဂိုးပေါက်ပျောက်နေတာဒီပွဲမှာတကယ်ကိုရှာဖွေတွေ့ရှိခဲ့ပြီဗျာเนาะရိုက်ကြ screenshot လေးရိုက်ကြပါဦးကီတင်နဲ့ JP နဲ့တလုံးစီထက်ရတာကိုဒါကြီးလွဲသွားတာဗျာเนาะအဲ့ဒါကြီးဒါရရင်တကယ်เนาะ3-0နဲ့ဆိုအရင်မိုက်သွားပြီဗျာเนาะ